ဇလန်လေးရဲ့အဆက်မှာတော့ချယ်ရီပင်ကနေလူတောင်းလေးမွေးဖွားခဲ့တယ်။လက်လျှောက်သွားတဲ့လူတယောက်ကတွေ့သွားပြီးမွေးစားဖို့ခေါ်သွားခဲ့တယ်။ဒါပေမဲ့ခလေးကဘာကြွေးမစားပါဘူး။ဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲတုံလူဆွေရတစ်ခုကိုတိလိုက်ရတယ်။အဲ့ဒါကတော့ခလေးဟာချယ်ရီပင်ရဲ့အဆေးကိုပဲဆွဲလန်းနေတာပါပဲ။ဒီလိုနဲ့ပဲချယ်ရီဆေးနဲ့ပဲရှေ့ဆက်ခဲ့တယ်။မကြခင်မှာပဲနောက်ထပ်ထူးခြားချက်ကိုသတိထားမိလာပြန်တယ်။ခလေးရဲ့ကြီးထွားနှုံးကအရန်ကိုနှေးလွတ်နေတာပါ။နှစ်ပေါင်း30ကြာသွားပြီးသူတို့နှစ်ယောက်လုံးတိတ်ဆုံးသွားခဲ့ပြီမယ်။ကောင်မလေးကတော့ခလေးဘဝအတိုင်းရှိနေတော့မှာပဲ။သူဟာသူ့အကိုရဲ့မိသားစုနဲ့ဆက်နေဖို့ပဲရှိတော့တာပေါ့နောက်ထပ်ပိုထူးဆန်းတာကကောင်မလေးနေမကောင်းတဲ့တိုင်ချယ်ရီပင်ကြီးဟာပန်းမပွင့်တော့တာပါပဲထူးဆန်းတာတွေစက်တိုက်ဖြစ်နေပေမဲ့လည်းအကိုရဲ့မိသားစုကလက်မလျှော်ပဲစောင့်ရှုပ်ခဲ့ကြတယ်နောက်ပိုင်းမှာတော့အကိုရဲ့သားဂျွန်ကပဲစောင့်ရှုပ်ဖို့တာဝန်ယူခဲ့ပါတယ်တနေ့မှာတော့ဂင်ကိုကအဲ့ဒီလမ်းကနေဖြတ်လာခဲ့တယ်လမ်းဘေးတစ်လျှောက်မှာချယ်ရီပင်တွေပွင့်နေကြပေမဲ့သူ့ရှေ့ကခြံထဲမှာတော့တစ်ပင်ချောက်ကြီးတစ်ပင်ကထိုးထွက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲချောင်းဆိုးတန်ကြားလိုက်ရတယ်ကြည့်လိုက်တော့လှပတဲ့မီးမပြူလေးတစ်ယောက်သူမရဲ့တကူလုံးမှာချယ်ရီဖန်းနဲ့တင်းတင်းလေးကလွှမ်းခြုံနေတယ်။ဂင်ကိုကတော့ဒီမိန်းကလေးဟာတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာချက်ချင်းသိလိုက်တာပေါ့။သူကစကားစားဖို့ကတ်သွားပေမဲ့မိန်းကလေးရဲ့မျက်ဝန်းတွေကတော့ဘာအသက်ဝင်မှုမှမရှိထစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဂျွန်ကအပြေးရောက်လာခဲ့တယ်။ဂင်ကိုကမိန်းကလေးရဲ့အခြေအနေကိုပြောပြလိုက်တယ်။ပြီးတော့သူကဂျွန်ကိုဒီမိန်းကလေးကချယ်ရီပင်ဆေးကိုစားမိထားတာလားလို့မေးလိုက်တယ်။ဂျွန်ကဘာမှပြန်မပြောခဲ့ဘူး။ဂင်ကိုကတော့ဆက်ပြောပြနေတော့တယ်။ဒီချယ်ရီပင်ကြီးထဲမှာပိုးကောင်တစ်မျိုးနေထိုင်တယ်။အဲ့ဒီပိုးကောင်ကတ်နေတဲ့တစ်ပင်တွေကတက်တန်းရှည်သလိုပန်းတွေလည်းပွင့်တက်ကြတယ်။ဒါပေမဲ့ဒရစ်ဆန်တွေနဲ့လူတွေအတွက်တော့ဒီပိုးကောင်ဟာပြင်းထန်တဲ့အစိတ်အတော့ပဲ။လူတယောက်ကိုတိတ်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ဂျွန်ကပြန်မပြောဘဲမိန်းကလေးကိုခေါ်ပြီးထွက်သွားခဲ့တယ်။ဂျွန်ရဲ့ဒီလိုထူးဆန်းတဲ့အမူအရာကြောင့်ဂင်ကိုကတခုခုတော့မားနေပြီဆိုတာသိလိုက်တယ်။အဲ့ဒီညမှာပဲဂျွန်တယောက်တစ်ဆေးတွေလိုက်စုနေလာကိုဂင်ကိုမိသွားခဲ့တယ်။ဂင်ကိုကဂျွန်ဟာတစ်ဆေးကိုနာကျင်မှုပျောက်စေအဖြစ်သုံးနေတယ်လို့ထင်ခဲ့ပေမဲ့ဂျွန်ကညင်းလိုက်ပြီးငါတို့မိသားစုဟာဒီတစ်ဆေးအကြောင်းကိုမျိုးဆက်နဲ့ချီပြီးလေ့လာခဲ့တာအခုဆိုဘီကင်းအောင်သုံးနိုင်တဲ့နီလန်းကိုတောင်ရှာတွေ့နေပြီလို့ပြောလိုက်တယ်။ဒါကိုကြားတော့ဂင်ကိုကသူတို့ရဲ့ရက်လက်ကိုကြည့်ချင်တယ်လို့ပြောခဲ့တယ်။ဒါနဲ့ဂျွန်ကဂင်ကိုအိမ်ထဲခေါ်သွားခဲ့ရတာပေါ့